Hey, hi, how are you? Oh, my phone battery has gone. Oh, I have no money too. ဒီနေ့မှာတော့တစ်ခုခုကိုအကုန်သုံးလိုက်ပြီးဘာမှမကျန်တော့ဘူးလို့ပြောချင်တဲ့အခါမှာသုံးလို့ရတဲ့ phrasal verb တစ်ခုကိုပြပြချင်ပါတယ်။အဲ့ဒါကတော့ use up. ဥပမာ I've used up my phone battery watching movies. No more batteries left. ရုပ်ရှင်ကြည့်ရင်းနဲ့ဖုန်းဘက်ထရီအကုန်သုံးလိုက်ပြီးဘက်ထရီမရှိတော့ဘူး။ဒါပေမဲ့ object က pronoun ဖြစ်နေခဲ့ရဆိုရင်တော့ use နဲ့ up ရဲ့ကြားထဲမှာသုံးရမှာဖြစ်ပါတယ်။ I have no money left. I use it up when I want shopping. ဒါဆိုရင်တော့ use up ရဲ့အသုံးပြုပုံလေးကိုသိသွားမယ်လို့ထင်ပါတယ်။ use ကိုသုံးပြီးကိုယ်ပိုင် sentences တွေ comment မှာမှတ်ခဲ့ပါအောင်။ See you again.